ကျွန်တော်တို့ရဲ့ဥယျာဉ်ထဲမှာအင်္ဂါနေ့နာမှာပြန်ဝဲနေတဲ့ပုံစံလေးတွေကိုမြင်ဖူးကြမှာပါရင်းနှီးနေတဲ့မြင်ခွင့်လေးအခုပေါ့သူတို့ရဲ့တက်တန်ရောင်တောင်မလေးတွေလက်စည်းလိုပဲဖြတ်လက်တဲ့ပြန်တမ်းမှုတွေကတကယ်ကိုလှပနာချီခေါင်းပါလေဒါပေမဲ့အဲ့ဒီအလားတရားရဲ့နောက်ခွဲမှာလေးပိုပြီးနှက်ဆိုင်တဲ့ပိုပြီးအေးကြီးတဲ့ဇလန်တပုတ်ရှိနေတယ်ဆိုတာကိုတော့လူအတော်များများသတိမထားမိကြပါဘူးဒီနေ့တော့ဒီအံဝဲအင်းဆက်လေးတွေရဲ့လိုဝက်ချက်တွေကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်ပါအဲ့ဒီတော့မေးစရာရှိလာတာကပုံစံတွေဟာဥယျာဉ်ချမ်းမီကိုလှပစေဖို့အတွက်ပဲရှိနေရလားဒါမှမဟုတ်ကျွန်တော်တို့မမြင်နိုင်တဲ့ပိုရေးကြီးရတာဝေတွေများရှိနေသေးသလားကဲအတူတူရှာဖွေကြည့်ကြအောင်ပါအဖြေကတော့ရှင်းပါတယ်သူတို့မှာအထက်ကအခန်းကရံကြီး၃ခုတောင်ရှိနေပါတယ်သူတို့ဟာတဘာဝရဲ့အဆောင်ရှော့တွေကျမ်းမာရေးစစ်ဆေးရေးမှုတွေပြီးတော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုနားလည်ဖို့အတွက်အရေးပါတဲ့တောချက်တစ်ခုလည်းဖြစ်ပါတယ်ကဲဒီအကြောင်းတွေကိုတစ်ခုချင်းစီဆက်ပြီးလေ့လာကြည့်ကြရအောင်ပထမဆုံးအနေနဲ့ပြောချင်တာကတော့ပိုးချင်းတွေဟာတဘာဝတရားရဲ့အတော်ဆုံးပိုးမွားထင်းချုပ်ရေးသမားတွေပဲဗျာဟုတ်ပါတယ်သူတို့ဟာဝင်းရွက်သားရဲမှုဆိုတဲ့တဘာဝကပေးထားတဲ့အချစ်ရောက်ဆုံးပိုးမွားထင်းချုပ်သူတွေပါပဲသူတို့အထက်ကစားသုံးတဲ့အစာကဘာတွေလဲဆိုတော့သွေးလွန်တကွေးလိုယောဂဆိုဒီတေးဆောင်လောင်းရဲ့ချင်းနေပြီးတော့စိတ်အနှောက်အယှက်ထစ်စရာရင်းကောင်းနေပါပဲစဉ်းစားကြည့်လေပုစင်တကောင်တွေကတနေ့ကိုချင်းကောင်းရရာနဲ့ချီပြီးစားနိုင်နေတဲ့ဒီလိုတဘာဝအတိုင်းပိုးမွားတွေကိုရှင်းလင်းပေးနေရဟာဓာတုပိုးသက်စေရီထုံးဆွဲမှုကိုရှော့ချပေးနိုင်တယ်လို့ကျွန်တော်တို့ရဲ့ကျမရေးကိုတော့ပတ်ဝန်းကျင်ကိုပါတပြိုင်တည်းကာကွယ်ပေးနေရတဲ့အတူတူပါပဲနောက်ထပ်အံ့ဩစရာကောင်းတဲ့အချက်တစ်ခုရှိပါသေးတယ်ပိုစင်တွေဟာပြားတွေလေပြားတွေလိုမျိုးဝေမုံကူးဟုတ်ကိုပဲအဓိကထားလှုပ်ဆောင်တာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့သူတို့အစာရှာရင်ပန်းပွင့်နေပေါ်ခဏနားလိုက်တဲ့အခါမျိုးမှာသူတို့ရဲ့ကိုယ်ပေါ်မှာဝေမုံလေးတွေမတော်တဆကပါတော့တတ်တယ်အဲ့ဒီလိုနဲ့ပဲတပင်ကနေတပင်ကိုဝေမုံကူးပေးသလိုဖြစ်သွားတော့ဒီလိုမထီမှတ်ထားတဲ့လှုပ်ဆောင်ချက်လေးတွေကတောင်ဇီဝမျိုးစုံမျိုးကွဲကြီးတိုးပွားဖို့အတွက်အများကြီးအထောက်အကူပြုနေတာကတဘာဝတရားရဲ့ဆက်နွယ်မှုကဘလောက်အောင်ဖို့ကောင်းလဲဆိုတာကိုပြနေတာပါပဲဒါပေမဲ့သူတို့ရဲ့တကယ်တမ်းပိုအရေးအကြီးဆုံးလိုအပ်ချက်ကတော့သူတို့ရဲ့ဘဝစဝန်းထဲမှာပဲရှိနေတာဗျာဒီအချက်ကပဲသူတို့ကိုသက်ရှိဇီဝညွန်ပြချက် bio indicator တစ်ခုဖြစ်စေတဲ့အဓိကကြောင့်ရင်းပါပဲဒီလိုပါပူစင်တွေကလေသူတို့ဘဝရဲ့အစောပိုင်းကာလတွေတခါလေနည်းနည်းချီပြီးတော့ရေအောက်မှာပိုးလောင်းလေးတွေဖြစ်နေတိုင်းကြပါတယ်ဒီပိုးလောင်းလေးတွေကအင်မတန်ကိုနုနယ်တွေထိလွှဲရွှဲရှိတယ်သူတို့ရှင်တန်းဖို့တော့အောက်ဆီဂျင်ပြည့်ဝပြီးညဉ့်ညမ်းမှုကင်းစင်တဲ့ရေတန်းကိုပဲလိုအပ်ပါတယ်ဒါကြောင့်နေရာတစ်ခုမှာပူစင်တွေအများကြီးပြန်ဝဲနေတာကိုတွေ့လိုက်ရတယ်ဆိုရင်အဲ့ဒါကတဘာဝတရားကပေးတဲ့အဆက်ပြတ်မှုတစ်ခုပဲအဲ့ဒီနေရာကရေကန်ကြီးချောင်းမြောင်းနေဟာတန့်ရှင်းကျမ်းမာနေတယ်ကျွန်တော်တို့တို့ရောတခြားသက်ရှိတွေအတွက်ပါဘေးကင်းတယ်ဆိုတဲ့သက်ရှိသက်တွေတစ်ခုပါပဲဆိုတော့ပုံစံတွေဆိုတာလမ်းလျှောက်နေတဲ့ပိုတီတီကြကြပြောရရင်ပြန်တန်းနေတဲ့ပတ်ဝန်းကျင်ကျမ်းမာရေးအစီရင်ခံစာတွေလိုပါပဲသူတို့ရှိနေတာကဂေဟာ system ကအကောင်းဆုံးအခြေအနေမှာရှိနေတယ်ဆိုတဲ့သတင်းကောင်းသူတို့ပြောက်ကွယ်သွားပြီဆိုရင်တော့အဲ့ဒါရေထိုးညံ့ညမ်းမှုဒါမှမဟုတ်သူတို့နေတိုင်းကျစားရနေရတွေပျက်စီးနေပြီဆိုတဲ့အရေးပေါ်ချက်ပေးခေါင်းလောင်းတန်ပါပဲသူတို့ရဲ့တိတ်ပံနေကြအရေးပါမှုကိုခဏပေးပယ်ထားလိုက်အောင်သူတို့ရဲ့အလတ်တရားတက်တက်ကိုပဲကြည့်ပါအောင်ဗျာလင်းမြန်ဖြစ်လက်တဲ့ပြန်တမ်းမှုတွေရုပ်တရက်လေထဲမှာငြိမ်ငနဲ့ရတန်းနိုင်တဲ့စွမ်းရည်တွေနေအောင်အောင်မှာတက်တန်လို့အယောင်ပြင်းနေတဲ့တောင်ပန်းတွေတကယ်ကိုတဘာဝရဲ့အမှုပညာလက်ရာတစ်ခုပါပဲသူတို့ကိုမြင်နေုံနဲ့တင်စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်ခဏလောက်အချိန်ပေးပြီးသူတို့ကိုငြိမ်ငြိမ်လေးစောင့်ကြည့်လိုက်မယ်ဆိုရင်လေတဘာဝရဲ့အသေးစားပစက်တစ်ပုတ်ကိုခမတ်ကြည့်ရလို့လိုပါပဲဒါကောင်ကိုလက်တစ်ပြက်အတွင်းထိုးထိုးဖမ်းယူလိုက်တာဒီရုပ်ထွေးလုံးနဲ့သူတို့ရဲ့မိလိုက်ကားကွက်တွေသူတို့နေမျိုးကိုကားကွယ်ဖို့တခြားပစင်းတွေနဲ့လေးလေးမှတိုက်ခိုက်နေတာတွေကတဘာဝလောကကြီးဘလောက်တောင်အသက်ဝင်လှုပ်ရှားနေတယ်လဲဆိုတာကိုမျက်ဝါးထင်ထင်ပြနေပါတယ်အချုပ်ပြောရရင်တော့ပူးစင်းတကောင်ကိုတွေးလိုက်ရအခါရိုးရိုးအင်းဆက်တကောင်လို့မမြင်တော့ပဲသူဟာတဘာဝရဲ့မျှတမှုကိုထိမ့်ထိမ့်ပေးနေတဲ့ပိုးမွားထိမ့်ချူသူမထင်မပဲအပင်တွေကိုကုညီနေတဲ့တိမ်မွေ့တဲ့ဝတ်မုံကူးသူလေပြီးတော့အရေးကြီးဆုံးကတော့ကျွန်တော်တို့ရဲ့ဘဝင်းကျင်ကျမ်းမာရဲ့လားဆိုတာကိုအတန်တိတ်တဲ့ပူပေးနေတဲ့ကျမ်းမာရေးစစ်ချေစီမှုတယောက်အဖြစ်ရှုမြင်နိုင်ပြီဖြစ်ပါတယ်ဒါကြောင့်နောက်တစ်ခါခြံထဲမှာပဲဖြစ်ဖြစ်ပန်းခြံထဲမှာပဲဖြစ်ဖြစ်ပုံစံလဲတကောင်ပြန်ဝဲလာကိုတွေ့ရင်ခဏရက်ပြီးစဉ်းစားကြည့်လိုက်ပါသူကဒီနေရာရဲ့ပတ်ဝန်းကျင်အကြောင်းဘလို့ဇလတ်မျိုးပြောပြနေရလဲသူ့ရဲ့တည်ရှိမှုကကျွန်တော်တို့ရဲ့ကမ္ဘာလောကကြီးကျမ်းမာနေသေးတယ်ဆိုတဲ့သတင်းကောင်းတစ်ခုများဖြစ်နေမလား